အားလုံးမင်္ဂလာပါ UV animation ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မနှစ်က Blender ကိုလေ့လာဖို့အတွက်အကောင်းဆုံး YouTube channel 10ခုအကြောင်းကျွန်တော်ပြောခဲ့ပါတယ်အဲဒီတော့က2024အတွက်ပေါ့နော်လွန်ခဲ့တဲ့နှစ်ပဲထားပါတော့အခုဒီဗီဒီယိုမှာတော့ကျွန်တော်တို့က generalize မဟုတ်ဘဲနဲ့ character ဖန်တီးမှုအပိုင်းကိုပြောမယ်ပေါ့နော် character ဖန်တီးဖို့အတွက်ကိုလေ့လာဖို့အတွက်အကောင်းဆုံး channel 5ခုကိုဒီဗီဒီယိုမှာပြပြမှာဖြစ်ပါတယ်အဲ့ကျွန်တော်တို့ဗီဒီယိုကိုကြည့်လိုက်အောင်character modeling ဆိုတာ sculpting ကနေစပြီးတော့သူ့ကိုပြန်ပြီးတော့ clean mesh ဖြစ်အောင်လို့ retopology ပြန်လုပ်မယ်ပြီးတော့ texturing လုပ်မယ် rigging လုပ်မယ်အဲ့ဒါတွေအားလုံးပါမယ်ပေါ့နော်ဒီ channel 5ခုကဒီ beginner level ကနေပြီးတော့ professional level အထိရောက်အောင်အထောက်အကူပေးမှာဖြစ်ပါတယ်အစစ်လိုက်တော့မဟုတ်ဘူးဒါပေမဲ့အားလုံးကအရန်ကောင်းတဲ့ channel တွေဖြစ်ပါတယ်ပထမဆုံးတစ်ခုကကြတော့ pixel 3D ဖြစ်ပါတယ်ဒါကကျွန်တော်နံပါတ်5နေရာမှာထားထားတယ်ပေါ့နော် pixel 3D သူကကြတော့သူ့ဘာကြတော့realistic ဖြစ်တဲ့ character တွေလည်းရှိတယ်ပြီးတော့ stylized character တွေလည်းရှိတယ်ပေါ့နော်အထူးသဖြင့်အဲ human faces တွေခန္ဓာကိုယ် modeling တွေပြီးတော့အဝတ်အစားနဲ့ပတ်သက်ပြီးတော့ clothing simulation တွေကအစအသေးစိတ်ကိုသင်ပေးတာပေါ့နော် beginner တွေအတွက်ကိုဒီ absolute beginner ဆိုပြီးတော့ series ရှိတယ်ပြီးတော့ low poly ပုံစံမျိုးဖြစ်ဖြစ်ဒီ simple ဖြစ်တဲ့ human character တစ်ခုပဲဖြစ်ဖြစ်အဆင့်ဆင့်ရှင်းလင်းလင်းလိုက်ပြီးလုပ်နိုင်တဲ့ workflow တွေရှိတယ်ပေါ့နော်သူမှဆိုလို့ရှိရင် modeling ကနေပြီးတော့ rigging animation အထိရှိပါတယ်အဲ့တော့ realistic character တွေဖန်တီးချင်တယ်ဆိုလို့ရှိရင်ဒီ channel ကတော့မဖြစ်မနေကြည့်ရမယ့်အထက်မှာပါပါတယ်နောက်တစ်ခါကျတော့ Southern Shore တွေ Southern Shore တွေကတော့တော်တော်များများတော့သိကြမယ်ထင်ပါတယ်အဲ့တော့ဒီ channel ကကျတော့ stylized cartoon ပုံစံလေးပေါ့နော် cartoon ပုံစံတွေကိုသဘောကျတဲ့လူတွေအတွက်ကတော့လုံးဝ perfect ပါပဲသူစီမှာ first 3D character series နဲ့ beginner tutorial တွေအများကြီးရှိပါတယ် modeling အပြင်ကို rigging တွေ animation တွေအဲ့ tutorial တွေရှိပါတယ်အဲ့တော့ချစ်စရာကောင်းတဲ့ကာတွန်းပုံစံလေးတွေဖန်တီးချင်တယ်ဆိုလို့ရှိရင်တော့သူ့ channel ဟာမဖြစ်မနေကြည့်တဲ့ထဲမှာပါပါတယ်။ဒီမှာဆိုလို့ရှိရင်ကြောင်ပုံစံလေးတွေငှက်ပုံစံလေးတွေတကယ် realistic ပုံစံမဟုတ်ဘဲနဲ့ချစ်စရာကောင်းတဲ့ကာတွန်းပုံစံလေးတွေပေါ့နော်။တစ်မျိုးမတူထူးခြားတဲ့ပုံစံမျိုးတွေကိုသင်ပေးတော့မြင်ရမှာဖြစ်ပါတယ်။နောက်တစ်ခါကျတော့ sculpting မှာဆရာတဆူလို့ပြောလို့ရတဲ့channel ဖြစ်ပါတယ်။သူက Jam Sculpt ပေါ့။ Jam Sculpt ဆိုလို့ရှိရင်သူကဒီ YouTube မှာ free သင်ပေးတဲ့ tutorial လည်းရှိတယ်ပြီးတော့ပတ်စံပေးပြီးဝယ်ရတဲ့ full course တွေလည်းရှိပါတယ်ကျွန်တော်ဆိုလို့ရှိရင်တချို့ဟာတွေဝယ်ဘူးတယ်ပေါ့နော်တော်တော်လေးကိုအသေးစိတ်ကြကြနဲ့တေချာသင်ပေးတဲ့ artist တယောက်ဖြစ်ပါတယ်ဒါကတော့ sculpting လုပ်ချင်တဲ့လူတွေအတွက်ကိုမဖြစ်မနေ subscribe လုပ်ထားတဲ့ channel တစ်ခုပေါ့သူ့စီမှာဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ anatomy နဲ့ form တွေကအစအသေးစိတ်သင်ပေးတယ်ပေါ့ realistic ပဲဖြစ်ဖြစ် stylized ပဲဖြစ်ဖြစ် sculpting နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ဒီ channel ကအရန်ကောင်းတဲ့ channel တစ်ခုဖြစ်ပါတယ်နောက် channel တစ်ခုကျတော့ကျွန်တော်တို့ Blender စပြီးလေ့လာကြတဲ့ကတည်ခဲ့တဲ့Grant Abit ဆိုတဲ့ channel ဖြစ်ပါတယ်သူဆိုလို့ရှိရင်လည်း Udemy တို့ဘာလို့မှဆိုရင်သူ့ရဲ့ course တွေအများကြီးရှိတယ်YouTube မှာဆိုလို့ရှိရင်သူ့ရဲ့ video တွေအများကြီးရှိပါတယ်အထူးသဖြင့် low poly ပုံစံမျိုး game character game ready character မျိုးအတွက်ဆိုလို့ရှိရင်သူကအရန်ကောင်းပါတယ် beginner ကနေပြီးတော့ intermediate level ရောက်တဲ့အထိကိုရှင်းလင်းနဲ့သင်ပေးတဲ့ video တွေပေါ့နော်အဲ့တော့ game assets တွေလိုမျိုး game character တွေလိုမျိုးဖန်တီးချင်တယ်ဆိုလို့ရှိရင်ဒီ channel ကမရှိမဖြစ်ကိုဖြစ်ပါတယ်သူ့ရဲ့သင်ပေးတဲ့ပုံစံကနားလည်လို့လည်းလွယ်တယ်ရလက်ကောင်းကောင်းတွေကိုလည်းရလာမှာဖြစ်ပါတယ်နောက်ဆုံးနံပါတ်1နေရာမှာထားတာကတော့ကျွန်တော်တို့ရဲ့မူလလက်ဟောင်း CG Cookie channel ဖြစ်ပါတယ် CG Cookie ကဆိုလို့ရှိရင် Blender နဲ့ပတ်သက်ပြီးတော့ဘယ်လို style မျိုးကိုပဲလိုချင်သူတို့ရဲ့ channel ဟာလုံးဝကျွန်တော်အားလုံးအတွက်မရှိမဖြစ်ကိုဖြစ်ပါတယ် character ဘက်ကိုသွားမလား environment ကိုသွားမလား rigging animation texturing ကြိုက်တဲ့နယ်ပယ်ကိုသွားကြိုက်တဲ့နယ်ပယ်အတွက်ကိုသူ့မှာ course တွေ tutorial တွေရှိပြီးသားပါ compositing အပိုင်း visual effect အပိုင်းဒါတွေအားလုံးသူ့စီမှာရှိပါတယ်ဒါမရှိမဖြစ်ပေါ့နော်နောက်ဆုံးတစ်ခုဒီ CG Cookie ပေါ့သူက professional level အထိကိုအကုန်လုံးရှိတာဖြစ်ပါတယ် free tutorial တွေလည်းရှိတယ်သူရဲ့ website မှာဆိုလို့ရှိရင်ပို့ပြီးတော့ဒီပတ်စံပေးဝယ်ရတယ်ပေါ့နော် full course တွေအများကြီးရှိပါတယ် sculpting kit bashing retopology အားလုံး level အားလုံးအတွက်ကို course အားလုံးရှိပါတယ် professional တယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီ channel ကအဖြစ်မနေလေ့လာရမယ့် channel ဖြစ်ပါတယ်သူတို့ရဲ့ workflow တွေက industry standard နဲ့လည်းကိုက်ညီပါတယ် character တွေကို AAA game quality လို့လိုချင်တယ်ဆိုလို့ရှိရင်ဒီ channel ကနေပြီးတော့စရမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ character ဖန်တီးမှုခရီးကိုဒီ channel 5ခုနဲ့စလို့ရတယ်ဘယ် channel ကနေစပြီးတော့စမ်းကြည့်မလဲအကြိုက်ဆုံးတစ်ခုကို comment မှာရေးခဲ့ပါနောက်ထပ်လာမယ့် Blender tips တွေအတွက်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးထားပါနောက်ထပ် video မှာကျွန်တော်တွေ့ကြပါ